မိဘမဲ့ကေဟာကနေအခုမှမွေးစားခံရတဲ့မိန်းကလေးငယ်လေးဟာအိမ်ရောက်ချင်းမှာပဲသူ့အကိုဖြစ်သူရဲ့အခန်းတကားတော့ကိုလုံပူနဲ့ဖောက်ချပစ်လိုက်ပါတယ်။ဒါကိုမြင်ပေမဲ့လည်းမွေးစားမိဘတွေကစိတ်မဆိုးတဲ့အပြင်သူမအတွက်လက်ဆောင်တွေအများကြီးပြင်ဆင်ပေးထားခဲ့ကြတယ်။တကယ်တော့သူတို့သားလေးဟာ social anxiety လို့ခေါ်တဲ့လူကြောက်ရောဂါပြင်းပြင်းထန်ထန်ခံစားနေရတာပါ။စကားမပြောရုံနဲ့မကပဲနေ့တိုင်းသူ့အခန်းထဲမှာပဲအောင်းနေတတ်တာကြောင့်တားဖြစ်သူနေကောင်းလာအောင်ကစားဖော်ရှာပေးဖို့မိဘတွေကကေဟာကိုရောက်လာခဲ့တာပါ။ကေဟာမူကတော့ဒီမိန်းကလေးငယ်လေးကိုညွှန်ပြခဲ့ပါတယ်။သူမကအရန်တက်ကြွပြီးလိမ္မာတလောက်အားနည်းချက်တစ်ခုကတော့စကားအရန်များတာပါပဲ။ဒါပေမဲ့ဒါဟာမိဘတွေလိုချင်နေတဲ့အချက်ဖြစ်နေလို့သူမကိုဝမ်းသာအားရမွေးစားခဲ့ကြပါတယ်။အိမ်ရောက်တော့မွေးစားအမေကတားလေးကအော်ဒဇင်ဖြစ်နေလို့တမိကြိုက်တဲ့လောက်စကားပြောပေးပါလို့မှာပါတယ်။အဖေဖြစ်သူကလည်းတားကိုစကားပြောလာအောင်လုပ်နိုင်ရင်ကြိုက်တဲ့ဆူတောင်းကိုဖြည့်ဆည်းပေးမယ်လို့ကတိပေးလိုက်တယ်။အဲ့ဒီစကားကိုကြားတာနဲ့ကောင်မလေးလည်းပြောသွားပြီးတကားမဖွင့်ပေးတဲ့အကိုဖြစ်သူရဲ့အခန်းတော်ကိုချက်ချင်းပဲဖြုတ်ပစ်လိုက်တော့တာပါပဲအခန်းထဲမှာတော့အကိုဖြစ်သူကတိတ်တိတ်ဆိတ်ဆိတ်စာဖတ်နေပါတယ်ကောင်မလေးကအနားသွားပြီးစာဖတ်တာအချိန်တတ်မှတ်ဦးမျက်စိပြက်မယ်လို့တတိပေးရင်းစာအုပ်ထဲကအကြောင်းအရာတွေကိုတောက်လျှောက်ပြောပါတော့တယ်အကိုဖြစ်သူကနာကြီးလုံးလို့ထွက်ပြေးဖို့ကြိုးစားပေမဲ့ကောင်မလေးကဆွဲထားပြီးဂေဟာကစိတ်ဝင်စားစရာအတွေ့အကြုံတွေကိုထပ်ပြောပြနေပြန်ပါတယ်တနာရီလောက်ကြာတဲ့အခါမှာတော့ကောင်လေးဟာနားမခံနိုင်တော့ပဲသူ့ဘဝမှာပထမဆုံးအကြိမ်ခန်းထဲကနေကိုချီတောင်းနဲ့ကိုထွက်လာခဲ့ပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မိဘတွေဟာဝမ်းသာလုံးလို့မျက်ရည်တောင်ကျခဲ့ရတယ်အမေဖြစ်သူကဒီမိန်းကလေးကိုတစ်သက်လုံးဒီမှာပဲထားဖို့တောင်ဆုံးဖြတ်လိုက်ပါတယ်စုချတဲ့အနေနဲ့ဈေးဝယ်ထွက်ဖို့ပြင်ကြပေမဲ့ကောင်မလေးကလှေကားပေါ်မှာတယောက်တည်းရက်နေတဲ့အကိုဖြစ်သူရဲ့အထီးကျန်နေတဲ့မျက်လုံးတွေကိုမြင်သွားခဲ့တယ်အကိုဖြစ်သူလည်းတာမန်လူလိုနေချင်မှာပဲဆိုတာသူမနားလည်သွားပြီးဈေးမသွားတော့ပဲအကိုနဲ့ပဲစကားပြောနေတော့မယ်လို့ပြောလိုက်ပါတယ်သူမရဲ့အလိုက်တိမှုကိုမြင်ပြီးမိဘတွေကကောင်မလေးကိုကြောင်းထားပေးဖို့ဆုံးဖြတ်လိုက်ကြတယ်။ကောင်မလေးကအကိုဖြစ်သူကိုပါကြောင်းတူတူခေါ်သွားဖို့တောင်းဆိုပေမဲ့မိဘတွေကတော့လူများတဲ့နေရာမှာတားလေးထိတ်လန့်သွားမှာကိုကြောက်နေကြပါတယ်။ဒါပေမဲ့ကောင်မလေးကအခုအခြေအနေကအခုဆိုရင်တခြားသူတွေနဲ့ထိတွေ့လို့ရနေပြီးတမီးကိုယ်တိုင်အကိုနားမှာနေပြီးကာကွယ်ပေးမယ်လို့ပြောလိုက်တာကြောင့်မိဘတွေကတားဖြစ်သူကိုကြောင်းစားတက်ဖို့ခွင့်ပြုလိုက်ပါတယ်။ကြောင်းရောက်တော့ကျဲဝန်းတဲ့ကြောင်းဝင်းကြီးကိုကြည့်ပြီးကောင်မလေးကပြောနေပေမဲ့အကိုဖြစ်သူကတော့ကြောက်လွန်းလို့တုံ့ရင်နေပါတယ်။အဲ့ဒါကိုသတိထားမိတဲ့ကောင်မလေးကသူမလွယ်အိတ်ထဲကဓာတ်ကြုံနာရီနှလုံးကိုထုတ်ပြီးတစ်လုံးကိုအကိုကိုပေးလိုက်တယ်။တခုခုဖြစ်ရင်ဒီနာရီကနေလှမ်းခေါ်တော့သမီးချက်ချင်းရောက်လာခဲ့မယ်လို့ပြောလိုက်တဲ့အခါကောင်လေးဟာပထမဆုံးအကြိမ်ညီမလေးတယောက်ရှိတာကောင်းတာပဲလို့တွေးမိသွားပါတယ်။ကျောင်းဆင်းချိန်မှာတော့အကိုဖြစ်သူပြောင်းနေပြီးနာရီကနေဖုံးဝင်လာပါတယ်။ဖုံးထဲမှာအကိုကိုလှောင်ပြောင်နေတဲ့အတန်တွေကြားလိုက်ရတာနဲ့အကိုအန်ရရှိနေပြီဆိုတာသူမသိလိုက်တယ်။လူဆိုးလေးတစုကအကိုလက်ကနာရီကိုလူဖို့စူးစမ်းနေချိန်မှာကောင်မလေးကဘေ့စ်ဘောတုပ်တစ်ချောင်းနဲ့အချိန်မီရောက်လာပါတယ်။လူဆိုးတွေကိုချက်ချင်းထွက်သွားဖို့တတိပေးပေမဲ့သူတို့ကတုပ်ကိုလူယူပြီးမြေကြီးပေါ်ပစ်ချလိုက်ကြတယ်။ကောင်မလေးကအကိုကိုအမြန်ပြေးတော့လို့အော်ပြောနေတော့မှပဲအားလုံးအံ့ဩသွားအောင်အကိုဖြစ်သူကမြေကြီးပေါ်ကဘေ့စ်ဘောတုပ်ကိုကောက်ကင်လိုက်ကငါညီမကိုဘယ်သူမှအနိုင်ကျင့်လို့မရဘူးလို့အော်ပြောလိုက်ပါတယ်